ကန်ကြောင့်စုံလာရတဲ့ဒိုးတွေဟာကံကုန်ပြီဆိုရင်ခွဲကြရတော့တာပါပဲဘလောက်ပဲချစ်ခင်ပါတယ်ဘလောက်ပဲမျက်နှိုးပါတယ်ပြောသူနဲ့ကိုနဲ့စုံစည်းဖို့ရရေဆက်ကကုန်ပြီဆိုရင်တနည်းမဟုတ်တနည်းနဲ့ခွဲကြရတော့တာပါပဲလေကြောင်ပဲစုံစည်းခဲ့တဲ့တိမ်တိုက်တွေဟာလေကြောင်ပဲကွဲကွာသွားကြရတာပါပဲကံကြောင်းတရားတွေတိုက်ဆိုင်ပြီးတော့စုံစည်းခဲ့ကြရတဲ့ဒိုးတွေဟာကံကုန်တဲ့တနေ့ကိုယ့်ထုတ်ကိုပိုက်ပြီးတော့ကိုယ်ခရီးကိုရှေ့ဆက်ကြရမှာပါပဲဒါကြောင့်မသေးခင်ချစ်ပါအသက်ရှင်နေတဲ့ကာလတောတွင်းမှာသူ့အပေါ်မှာကိုပေးနိုင်တဲ့မေတ္တာကရုဏာတွေပေးပါစကားတွေကိုချိုချိုသားသားပြောပါမသေးခင်မှာမေတ္တာတရားတွေများများထားပြီးတော့ချစ်ချစ်ခင်ခင်နဲ့မနာလိုဝန်တိုမှုတွေလျှော့ပြီးတော့တဦးရဲ့ဒုက္ခကိုတဦးကဖေးမှကူညီပြီးတော့လူသားဆန်ဆန်နေထိုင်ကြရမယ်။ဒါဆိုရင်တော့နောင်တလည်းကင်းတာပေါ့။ဘဝဆိုတာတူတူလေးရဲ့အလုံးဟာလူပြည်လူလောကကိုအလဲလာကြတဲ့ဧည့်သည်တွေကြည့်ပါပဲ။ချိန်တန်တော့လဲကိုယ်ထုတ်ကိုပိုက်ပြီးကိုယ်လမ်းကိုရှောက်ချရတာပါပဲ။အကယ်၍ကိုချစ်တဲ့ပုဂ္ဂိုလ်တွေကိုယ်ပေါ်ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်တွေကွယ်လွန်နှိမ့်ဆက်ရောက်သွားပြီဆိုလို့ရှိရင်လည်းပဲသူ့ကိုတတိယအတိုင်းကောင်းမှုကုသိုလ်တစ်ခုလုံးပြီးတော့ကုသိုလ်ကိုအမြဝေပေးပါဒါဆိုလို့ရှိရင်ကောင်းမွန်တဲ့ဘဝတွေကိုရောက်ရှိသွားနိုင်ပါတယ်အလုံးမဲ့တယောက်ရဲ့ဒုက္ခကိုတယောက်ကဖေးမှကူညီနိုင်သောသူများဖြစ်နိုင်ကြပါစေ